စာရေးသူဆရာကြီးမြတ်ခိုင်စကိုင်းကုသိုလ်ရေးသားပေးထားပါတော့အမျိုးသမီးများကလေးမွေးပြီးချိန်နဲ့အသက်45ကျော်လို့တွေးဆုံတဲ့ခါမှာဖြစ်လေဖြစ်တာရှိတော့သွေးသွင်းတာများပါကဒီစေနီကိုတော့တေချာပေါက်ပြောက်ကြီးလို့မြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်သွင်းနေတဲ့သွေးအတွက်ကောင်းသောဆေးတစ်ခွက်မြန်မာစကားပုံမှာယောက်ျားဖောင်စီမိန်းမမီးနေအသက်သေးတဲ့မတည်တော်ကစိုးရင်ရ၏ထို့ကဲ့သို့ဆိုစကားရှိခဲ့ပါတယ်မိန်းမများမိမပွားမီစိုးရင်ရောက်မိဖွားပြီးတော့လဲစိုးရင်ရောက်သွေးစင်းနာနဲလို့သွေးစင်းနာများလို့နဲ့စိုးရင်လည်းရတာသွေးတွင်ခြင်းယောဂဝေဒနာတွေဟာစိတ်ဆင်းရဲခြင်းရဲ့ဒုက္ခတစ်မျိုးပါပဲအသက်အန္တရာယ်ဖြစ်မှတော့စိုးရင်တော့ကရောက်ကြရပါတယ်တချို့မျိုးသမီးတွေဆိုရင်တားစီတွေအသုံးများသွားလို့ပြင်းပြင်းပန်းပန်းအလုတ်ကျန်းနေလို့ရလို့အကြောင်းမျိုးမျိုးကြောင့်ဗတိတန်တွေဟာအလိုလိုပြက်ကျသွားရှာပါတယ်တချို့မျိုးသမီးတွေကြတော့လူမှုရေးပြဿနာမျိုးမျိုးကြောင့်မိမျိုးစုံသုံးပြီးဗတိတန်တွေပြက်ကျသွားစေပြီးတော့တွေးတွေဟာရေကာလာကျိုးတယ်လို့ဟောကနေထိမနိုင်သိမရတွင်ကုန်ကြတော့တာပေါ့တွေးတွေအများကြီးတလောက်ဟောတွင်ကုန်ပြီဆိုတော့နိုင်ငံခြားကလာတဲ့သွေးထိန်တဲ့ဆေးတွေကိုစားကြသုံးကြထိုးကြပေမဲ့ဘာမှအာနိသင်ကပြန်မလာတဲ့အခါမှာမျက်လုံးပြူမျက်စံပြူဖြစ်ကုန်ကြရပါတယ်ကဲပါယူပါတစားစားနဲ့အရက်ကူပါလူဝိုင်းမှာပေါ့မသိစေချင်တော့မှပို့ပြီးတော့ကြော်ဆိုသလိုဖြစ်သွားပြီးတော့ဈေးရုံဈေးကန်းသွားရအောင်ကလည်းငွေကတပြားမှမရှိသူတို့ပြုတ်လုပ်ထားတဲ့ပြဿနာနဲ့သူတို့မသွားရဲမလာရဲဒီလိုနဲ့တမ်းမွန်လေးတယ်လို့မကြွေတင်မဲနဲ့လေအဝိမှာဖြုတ်ကနေကျွေလွန့်သွားရှာပါတယ်အပြိုလေးတွေပဲဖြစ်ဖြစ်အိုးလေးတွေပဲဖြစ်ဖြစ်ရာသီဓမ္မတာဆိုတာမှန်နေတော့မှလှပကြောရှင်ရွှေရမင်းရုပ်ကလေးလိုကိုယ်ခန္ဓာရဲ့ကျမ်းမာခြင်းဆိုတဲ့ဒုက္ခကိုခံစားရမှာဖြစ်ပါတယ်လောကမှာကောင်းနေတဲ့အရာကိုမကောင်းအောင်ခြေဖြတ်တာကလွယ်ပါတယ်မကောင်းတဲ့အရာကိုကောင်းသွားအောင်လို့ပြုပြင်ယူရတာကအရန်ကိုခက်ခဲပါတယ်ဥပမာဝမ်းတုပ်ဆေးနဲ့ဝမ်းပိတ်ဆေးအစွမ်းထပ်ပုံအာနိသင်ချင်းကြွာချသလိုပေါ့မကြောက်ကြပါနဲ့ဆေးတစ်ခွက်တောက်လိုက်ရုံနဲ့ယောဂတက်သားပြောက်ကင်းသွားစီရပါမယ်စာရေးသူကအဲ့ဒီဆေးနီကောင်းကိုဖော်ပြပေးခြင်းပါတယ်မြန်မာနိုင်ငံအနှံ့ပြားမှာပေါက်ရောက်တဲ့တော့ဩဇာရွက်နဲ့ခက်စင်စင်တူပြီးဂိုင်းဆက်တဲ့အပင်ကြီးမျိုးမဟုတ်တော့မူရားကြီးပင်နဲ့ဖန်ခါသည်စီးဖြူသည်ကြောင့်အဲ့ဒီသုံးမျိုးကိုအချို့တို့ရောဆက်စေပြီးတော့ရေနဲ့သုံးခွက်တစ်ခွက်တင်ကြိုချက်ပြီးတော့တောက်ပေးပါရင်တွေကျန်းပကံနဲ့တစ်ကြိမ်တစ်ခွက်တောက်ရုံနဲ့သွေးတွင်ခြင်းယောဂဝေဒနာများတက်တာပြောက်ကင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်စေနီကောင်းဖြစ်တင်ပြပေးအပ်ပါတယ်နောက်တစ်ခေါက်ထပ်ပြီးတော့ဖတ်ပြပေးပါမယ်မြန်မာနိုင်ငံအတွင်းမှာနေရာနှံပြားမှာပေါက်ရောက်တဲ့တော့ဩဇာရွက်နဲ့ခက်စင်စင်တူပြီးဂိုင်းဆက်ပြီးအပင်အကြီးမျိုးမဟုတ်တော့မူရားကြီးပင်နဲ့ဖန်ခါသည်ဈေးပြူသည်ကြောင့်အဲ့ဒီသုံးမျိုးကိုအချို့တူရောဆက်စေပြီးတော့ရေနဲ့သုံးခွက်တစ်ခွက်တင်ကြိုးချက်ပြီးတောက်ပေးပါရင်တွေအကျန်းပကံနဲ့တစ်ကြိမ်တစ်ခွက်တောက်ရုံနဲ့သွေးတွင်ခြင်းယောဂဝေဒနာများတက်တာပြောက်ကင်းသွားမှာဖြစ်ပါကြောင်းစေနီကောင်းဖြစ်တင်ပြပေးအပ်ပါတယ်တအိမ်မတန့်ရင်တော့ကြံ့ကြာမှုရှိနိုင်ပါတယ်မှတ်ချက်စေနီပေသူဦးသိန်းအောင်ကျောင်းဆရာကြီးအငိမ့်စားကိုကျေးဇူးအထူးတင်ရှိပါသည်ဟုတ်ကဲ့နားဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့စိုက်သူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးဘဟုတုဒ္ဒရှာဖွေရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမအားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေးလူကြီးဘိုးဘွားမိဘဒိန်တော်သမားတော်ကြီးများရေးသားပြုစုထားရပေးခဲ့ပါတော့ကျမ်းမာရေးဆေးလက်ဆောင်များကိုနေစမပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ